မင်္ဂလာပါရှင်လှုပ်ပေးရမှာလန်တဲမုတ်လို့လည်းခေါ်တယ်ရေမုတ်လေးလှုပ်စားဖြစ်ပါတယ်ရေမုတ်ထဲကိုတော့ငရုတ်သီးစိမ်ပဲပင်ပေါက်ခင်းကျင်သီးနနံပင်မုံလာဥနီတို့ကိုထည့်ခဲ့ပါတယ်လန်တဲမုတ်မှာပဲပြုတ်လေးကလည်းမပါမဖြစ်ပါတယ်ဆပ်လာတွေအားလုံးသီးတင်တာလီညက်တင်တာညက်ပြီးပြီဆိုရင်ရေမုတ်လေးစားလုပ်တော့မှာဖြစ်ပါတယ်ဆာမုတ်ကိုတော့ညကလေးကခပ်ပစ်ပစ်လေးရေနဲ့ဖြော်ထားပါတယ်ရှင်။လန်တဲရေမုတ်3ခုလောက်အတွက်ခပ်ပစ်ပစ်ဖြော်ထားတဲ့ဆာမုတ်ဇွန်းကြီးနဲ့တစုံခွဲလောက်လုံးမှာဖြစ်ပါတယ်။မုတ်လို့ဆိုတာကိုတော့လက်ဖက်စားစွန်းနဲ့၄ပုံတစ်ပုံခန့်ထည့်ပြီးတော့စားကိုတော့လက်ဖက်စားစွန်းနဲ့တစုံခွဲလောက်ထည့်ပါတယ်ရှင်။ဒီမုတ်ဆိုတဲ့အတိုင်းမုတ်နစ်ကိုခက်ကြဲကြဲလေးဖြော်ထားတာဖြစ်ပါတယ်။ဆော်တာစားတမသွားအောင်မှွေလိုက်ရပါတယ်။မုတ်နစ်မှွေတဲ့ချိန်မှာဖူပေါင်းလိုအမြုပ်လေးတွေဖြစ်တယ်ဆိုလို့ရှိရင်မုတ်လို့ကောင်းတဲ့အနေထားလို့ယူဆလို့ရပါတယ်ရှင်အားလုံးအစင်သစ်ဖြစ်ပြီးမုတ်စားလုပ်ပါတော့မရှင်ရှိတဲ့ဒေအိုလေးကိုစီတုပ်လိုက်ပါတယ်မုတ်နစ်ထည့်ပြီးအစပလာထည့်ငုံဦးလေးပါထည့်ပြီးတော့လုပ်ခဲ့ပါတယ်ရှင်ချင်းစံလန်တရေမုတ်လေးပါရှင်မနေ့စောဆိုတော့လေဘိုက်ကလည်းစာနေတာမို့မုတ်လို့ရင်းနဲ့စားလိုက်တာတခုကုန်သွားပါတယ်ကြက်တော့မယ်ဆိုတော့ကျမကမဆလာလေးဖြူလိုက်ပါတယ်အရန်ကိုစားကောင်းခဲ့ပါတယ်ရှင်ကော်ဖီလေးနဲ့တောက်ခဲ့ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် channel လေးကိုလည်း subscribe လုပ်ပေးကြပါအောင်နော်